တရားကအလွန်မှတကယ်တမ်းကပြောရရင်လိုအပ်တယ်ပေါ့ဘာဖြစ်လို့တော့ဘဝမှာတွေ့နေရတဲ့အတွေ့အကြုံတွေရင်ဆိုင်နေရတဲ့အဖြစ်အပျက်တွေဟာအလုံးဟာကိုယ်စိတ်တိုင်းကြပါစေမယ်ဆိုတဲ့အနေအထားမျိုးရှိပါသလားမရှိမတော့ဟုတ်လားအကြောင်းအားလေဆိုတော့သူဖြစ်ချင်လို့ဖြစ်နေတာလေကိုယ်စိတ်တိုင်းကြကိုယ်မြင်ခွင့်ပေးမှာမဟုတ်ကိုယ်စိတ်တိုင်းကြကြားခွင့်ပေးမှာမဟုတ်ကိုယ်စိတ်တိုင်းကြတွေ့ခွင့်ပေးမှာမဟုတ်သူအခြေအနေရတွေ့နေရကြုံနေရတာမမြင်ကျင်တာတွေလည်းမြင်ရမှာပဲမကြားကျင်တာတွေလည်းကြားရမှာပဲမတွေ့ကြုံလို့တာကိုလည်းတွေ့ကြုံရမှာပဲအဲ့ဒါလို့ဆိုရင်ဦးဇင်းတို့မှာသီးခံခြင်းဆိုတဲ့နော်ရင့်ကျက်တဲ့ဒီအည်အသွေးသာမပိုင်ဆိုင်ဘူးဆိုရင်ဘလို့မှအစင်မပြေနိုင်ဘူးဆိုတာကိုနားလည်ရမယ်ဟုတ်လားဒါကြောင့်အစင်မပြေတဲ့ကိစ္စတွေတွေ့လာတိုင်းကြုံလာတိုင်းရပါတယ်ထားလိုက်ပါဆိုတော့တာလေးကြော်လွှားသွားနိုင်ဖို့အရေးကြီးတယ်ဟုတ်လားသီးခံခြင်းဆိုတဲ့အည်အသွေးအလွန်မှလိုအပ်တယ်နော်ဒီမခံနိုင်လို့လည်းပဲဦးဇင်းတို့တကယ်တမ်းစိတ်တိုင်းမကြတဲ့ကိစ္စတွေကစိတ်တိုင်းကြသွားတာတော့လည်းမဟုတ်ပါဘူးနော်ဒီမခံလို့ဒေါသဖြစ်လို့ပူဝလောင်ရတာပဲအဖတ်တင်တာပါပဲဟုတ်လားဒါကြောင့်သီးခံခြင်းတရားနဲ့နော်ရင်ဆိုင်ဖြည့်ရှင်းနိုင်မယ်ဆိုရင်အဖြေကပိုးပြီးတော့ကောင်းကောင်းမွန်မွန်ထွက်လာမယ်ဒီမခံနိုင်ဘူးဆိုလို့ရှိရင်တွေ့နေရတာအဆင်မပြေတာတစ်မျိုးဒီမခံလို့ဒေါသနဲ့တုံ့ပြန်လိုက်လို့ပိုးပြီးတော့ဆိုးဝါးလာတာကတစ်မျိုးပိုးပြီးတော့အခြေအနေပိုးပြီးတော့ဆိုးဝါးတဲ့အဖြေကိုပဲရမှာဒါကြောင့်သီးခံခြင်းတရားဖြင့်တာလေအရာရာကိုဦးဇင်းတို့ရင်ဆိုင်နိုင်မယ်ဆိုရင်အလွန်ကောင်းတဲ့အကျိုးရလဒ်တွေကိုရမှာပဲဟုတ်လားဒါကြောင့်မြတ်စွာဘုရားသီးခံခြင်းတရားကိုဘယ်လိုတောင်ဟောထားတော့ခန္တီပရမတဘောတိတိခသီးခံခြင်းဆိုတဲ့အလေးအကျင့်ဟာအလေးအကျင့်တကအလေးကျင့်တဲ့မှာအကောင်းဆုံးလေးကျင့်ပဲလို့ဟောထားတာလေးကျင့်တဲ့နဲ့နော်ငါဒီကနေ့နော်ဘလို့အစင်မပြေတာဝဲမြင်ရဘလို့အစင်မပြေတာဝဲကြားကြအစီထဲကိုဒေါသဖြင့်မပူလောင်အောင်စေရဘူးဆိုတဲ့အဋိဌံမှုနဲ့လေ့ကျင့်ကြည့်ပါလားတို့ဖြစ်ချင်ရဖြစ်စမ်းမစေငါစိတ်ထဲကိုအဲ့ဒါကဝင်ပြီးတော့မထိခိုက်စေရဘူးဆိုတဲ့စိတ်နဲ့လေ့ကျင့်ကြည့်ပါလားဟိုတနေ့ကစာလေးတစ်ပုဒ်ဖတ်ရတယ်နော်နိုင်ငံခြားစာရေးဆရာတယောက်ရေးထားတာပါဖះဟောဒေသနာတော့မဟုတ်ပါဘူးသို့တော့ကောင်းလွန်းလို့ကြိုက်လွန်းလို့နည်းနည်းတော့ပြန်ပြောကြည့်ခြင်းတခါအရာရှိတယောက်ကနော်တစီကားငှားပြီးတော့မြို့ထဲကိုသွားတာတဲ့တစီလေးနဲ့သွားတာပေါ့။ဒါမျိုးလေးရောက်တော့လမ်းတနေရာရောက်တော့ကားတစ်စင်းကဘွားဆိုရှေ့ကနေပေါ်လာတိုက်တော့မလို့ဖြစ်သွားတာပေါ့။အဲ့ဒါနဲ့တစီသမားကလည်းအလွန်ကျွမ်းကျင်တဲ့ကားကိုကွချလိုက်တယ်မတိုက်ဘူး။အောင်းစရာကောင်းတာရှေ့ကမှားတဲ့ကားသူတို့ရှေ့ကကွေလာတဲ့ကားသူကလည်းမှားသေးတယ်အဲ့ဒါကားတကားဖွင့်ပြီးတော့နော်အယုဒ္ဓနတ္တဆဲပြီးတော့လက်သီးထောင်ပြတော့အရန်စိတ်ဆိုးပြီးဒါပေမဲ့နောက်ကတစီသမားပြုံးနေပြန်ပြောတော့လက်ပြလိုက်သေးတယ်ဘာမှမဖြစ်ဘူး။အဲ့ဒီအရာရှိကအလွန်အံ့ဩတယ်တဲ့။အော်အထင်လည်းကြီးသွားပါဒီတစီသမားကိုအဲ့ဒါနဲ့မမေးပဲမနေနိုင်ဘူးမေးတာပေါ့နေသမ်းပါအောင်ပေါ့ကျုပ်တို့ခဏနေခုနတုန်းကဆိုကားတိုက်ခံမဲ့သေးနည်းနည်းလေးပဲလိုတော့တယ်ပေါ့ခင်ဗျားနဲ့ကျုပ်ဆေးရုံရောက်တော့မှလည်းနည်းနည်းပဲလိုတော့တယ်ဟိုလူကသူလည်းမှားသေးတယ်ခင်ဗျားကိုဆဲလဲဆဲသွားတယ်လက်သီးလဲထောင်ပြသေးတယ်အဲ့ဒါတော့ခင်ဗျားကပြုံးပြုံးရွှင်ရွှင်နဲ့နော်တီးခံပြီးတော့ဘလို့နီးနဲ့ဘလို့စိတ်ထားနဲ့အဲ့ဒါကိုခင်ဗျားတုံ့ပြန်နိုင်တာတော့အဲ့လိုမေးတဲ့အခါကျတော့တက်စီသမားပြောတယ်တဲ့လူတွေဟာလို့ပြောတယ်တော့အမိုက်တွေအပြည့်တင်ထားတဲ့အမိုက်ကားကြီးတွေလိုပဲသွားနေကြတာလူတွေဟာအမိုက်တွေကိုတင်ပြီးတော့ဘဝခီးကိုသွားနေကြတာနော်အမိုက်ကားတွေဟာအမိုက်တွေတင်ပြီးတော့လမ်းပေါ်သွားနေကြတာအဲ့ဒါအမိုက်တွေကဟိုအိမ်ကတင်လိုက်ဒီအိမ်ကတင်လိုက်အမိုက်ကားကြီးကအမိုက်တွေပြည့်ပြီဆိုရင်အဲ့ဒီအမိုက်တွေကိုသူဘာလုပ်ရမှာတော့တနေရာပြည့်ရတော့မှာလေသူကားကြီးကမဆန့်တော့အဲ့တနေရာပြည့်ရမှာအဲ့လူတွေလည်းအဲ့လိုပဲတဲ့တခါလာရင်စိတ်တိုးစရာတွေစိတ်ပြက်စရာတွေဝမ်းနည်းစရာတွေသူတို့စိတ်ထဲမှာပြည့်လာပြီဆိုတော့အဲ့ဒါဘယ်ဟာမှသူတို့ကဖယ်မထုတ်တော့ကြားလာတော့သူတို့စိတ်ထဲမှာအမိုက်တွေကပြည့်နေလောဘဒေါသမောဟအမိုက်တွေကပြည့်နေအပြည့်လာရင်သူတို့ကလည်းတနေရာကိုစွန့်မှာစွန့်ရင်အဲ့ဒါအခက်မသိရင်ခမရပေါ်လေလာစွန့်လိုက်မယ်တဲ့အဲ့ဒီအမိုက်တွေကိုအဲ့ဒီအမိုက်တွေလာပြစ်ပြီဆိုရင်အဲ့ဒါခမရလက်ခံမလားတဲ့ဟာဘယ်လက်ခံမလို့သူ့အမိုက်တွေကိုကျုပ်ဘာလို့လက်ခံမလို့ပေါ့ဟုတ်တယ်ဘာလို့လက်ခံမလဲအဲ့ဒီဟာကိုယ်နဲ့မဆိုင်ဘူးလေအမိုက်လာစွန့်ပြီဆိုရင်လက်မခံနဲ့တဲ့ဟုတ်လားအဲ့ဒါခမရအဖုံးကိုလုံအောင်ပိတ်ထားတဲ့သူပြောပုံလေးကဟုတ်လားအဖုံးကိုလုံအောင်ပိတ်ထားတဲ့လုံအောင်မပိတ်ရင်သူပြစ်တဲ့အမိုက်တွေကခမရစိတ်ထဲဝင်လာလိမ့်မယ်တော့ဒီခေတ်လူတွေဟာတော့စိတ်တိုင်းမကြမှုစိတ်တူမှုစိတ်ပြက်မှုဝမ်းနည်းမှုဆိုတဲ့အမိုက်တွေကိုနေရာတကာစွန့်နေကြတယ်ပြစ်နေကြတာဦးဇင်းအဲ့ဒါလေးကိုချဲ့ပြီးတော့စဉ်းစားပြီးတော့ဟုတ်တာပဲလို့တချို့ဆိုရင်အမိုက်တွေကိုနော်ဓာတ်ရိုက်ကိုနဲ့စကားပြောပြီးတော့ထည့်တာရှိတယ်လို့ကိုယ်တည်းကိုနော်တဆင့်ထည့်နေတာတွေလည်းရှိတယ်သတင်းသားတွေကထည့်ကြတာလည်းရှိတယ်အမိုက်တွေတီဗီတွေကနေထည့်နေတာလည်းရှိတယ်တီဗီတွေကနေအမိုက်တွေဖြန့်နေတာရှိရနော်ဟုတ်လားပြီးတော့ဘယ်တွေကထည့်သေးတော့ဖေ့ဘုတ်တွေကနေထည့်အောင်မရှိဘူးလားအမိုက်တွေကိုကောင်းနဲ့ရောက်မလာဖို့ရေးကြည့်ရနော်အဲ့ဒါသူပြောတဲ့စကားလေးတစ်ခုဘုန်းဘုရားသဘောကျတယ်လူတွေကိုအမိုက်မပြစ်အောင်တားဆီးလို့မရဘူးတဲ့လူအမျိုးမျိုးစိတ်ထွေတွေဒါပေမဲ့ကိုယ်ကောင်းတွေကိုအဲ့ဒီအမိုက်တွေရောက်မလာအောင်တော့ပိတ်ထားလို့ရတယ်တဲ့တေချာစင်တာနော်ဒီစကားတော်တော်ကောင်းတယ်ဟုတ်လား
လူတွေကိုအမိုက်မစွန့်အောင်မှိုက်မပြည့်အောင်ဦးဇင်းတို့လုပ်လို့မရဒါပေမဲ့ကိုယ်စိတ်ထဲကိုအဲ့ဒီအမိုက်တွေကူးဆက်မလာအောင်တော့ဦးဇင်းတို့တားလို့မရဘူးလားရတယ်ငယ်ငယ်ကဆရာတော်ဘုရားဥဇောတိကရဲ့တရားတစ်ပုဒ်ထဲမှာလည်းပဲကြပြလေးတစ်ပုဒ်ဆိုပြီးတော့နိုင်ငံခြားရေးတဲ့ကြပြဆရာတော်ရေးတဲ့ကြပြတစ်ပုဒ်ဆိုပြီးတော့အဲ့ဒါလေးလဲစိတ်ထဲစွဲနေတာတခုရှိတယ်အဲ့ဒါကတော့ဘာပြောတော့ဆိုတော့ဟိုကောင်းငင်မှာငှက်တွေပြန်သွားတာကိုပြန်မသွားအောင်ဦးဇင်းတို့တားလို့မရပါဘူးတဲ့နော်ကောင်းငင်မှာငှက်တွေပြန်သွားတာကိုပြန်မသွားဘူးလို့တားလို့ဦးဇင်းတို့မှာအစွမ်းမရှိဘူးငှက်တွေပြန်မှာပဲတားလို့မရဘူးဒါပေမဲ့ကိုယ့်ရဲ့ခေါင်းထဲကဆပင်ထဲကိုတော့ငှက်တွေအတိုက်လာမလွတ်အောင်တော့တားလို့ရပါတယ်တဲ့အဲဘယ်လောက်ကောင်းတော့ဒီစကားဘယ်လောက်ကောင်းတော့စဉ်းစားသားဟင်ဒီကမာကြီးတွေအကုန်လုံးနားလည်နိုင်တဲ့အစွမ်းရှိမလို့ဦးဇင်းကယုံကြည်ပြီးတော့ပြောနေတာနော်ကောင်းငင်မှာပြန်သွားတဲ့ငှက်တွေကိုတားနိုင်တဲ့အစွမ်းမရှိပါဘူးသို့တော့ကိုယ်ကောင်းထဲကဆပင်မို့တော့ငှက်တိုက်လာမလွတ်အောင်တော့တားလို့ရတယ်ဒီခံခြင်းနဲ့ပတ်သက်ပြီးတော့စကားတွေထွက်သွားတာနော်တော့ဘာပြောချင်တာတော့ဘာဒီဘလို့ပဲတွေ့ရကြုံရပြင်းရမြင်ရဟုတ်လားမြင်ရကြားရကိုယ့်ရဲ့စိတ်ကိုမတူအောင်ဒေါသမဖြစ်အောင်ဦးဇင်းတော်ဘာလုပ်ရအောင်တော့စူးစမ်းရမယ်သိခံရမယ်ဆိုတော့ပြောတာဟုတ်လား